အခုသွားမှာတော့ဒီမှာကျွန်တော်ရဲ့ Lawful Biking Museum အရင်ခေတ်ကဒီ biking လုပ်တဲ့ဒီ pirate တွေပေါ့နော်သူတို့နေခဲ့တဲ့ဒီမှာနေရာကြီးရှိတယ်အဲ့နေရာကိုအခုသူတို့ကပြတိုက်ကြီးလုပ်လာတယ်အဲ့ပြတိုက်ထဲကိုသွားလိုက်ဒီနောက်ကဆောက်ဦးဒီနေ့တော့မိုးပွဲလေးတွေကြာအနေလုံးပဲကြောင်းလာပြလိုက်အဝင်ရဝင် So right now we are here. There is here an exhibition with an audio guide system. ပေးတယ်ဘိုက်ခုဒီမှာလက်မှတ်ဝယ်ပြီးသွားပြီသူတို့ပေးတယ်စတစ်ကာဒီနေ့သူတို့ပေးတယ်အပေါ်တောင်းလို့လုပ်သူတို့ဒီမှာ headset တွေပေးထားတယ်ပြီးတော့ဒီမှာ guide ပြထားတယ်ကိုဖုန်းနဲ့ကိုပေါ့နော်ဘလို့ဒီ museum အကြောင်းနားထောင်လို့ရမလဲဒီကောင်းလေးကိုနံပါတ်ကိုနှိပ်လိုက်တာနဲ့တော့ screen မှာပြခုဒီမှာသူတို့ biking နေနေခဲ့တဲ့စောင်းကြီးပေါ့နော်ဖိတ်ထဲကိုမကြည့်ဒီမှာသူတို့ရဲ့အထည်အလိပ်တွေလုပ်တယ်ရှင်းပြ Sewing. So that will be a tent at the end if it will be finished in 2 years. Hello. သူတို့တုံးခဲ့တယ်ဖက်နှက်လုပ်တယ်သူတို့စီကဟိုအဝတ်စားတွေယူစမ်းဝင်ကြည့်လို့ရတန်ခမောက်ကြီးကတော်တော်လေးတာ
နောက်ထပ်ခံတစ်ခံ Hello အာဒါကြီးကခေါင်းဟိုစစ်ကြီးတော်တော်လေးတာခမောက်ရှင်သူတို့အရင်ကလူကြီးတွေထိုင်နေတဲ့ထိုင်ကုန်ပေါ့နော်စီးဝေးလုပ်တဲ့ခံပါနေဘိုက်ကတိုက်တယ်ဝတ်တဲ့ပေါ်ရအင်ကြီးဒီမှာသူတို့ရဲ့ခမောက်ပေါ်ရအောင်ဒီလိုရှစ်ကာဝါလောက်တာဝလေအာလေးလိုက်တာတော်လေးကပန်းနဲ့ကြီးတယ်လို့ Hello. Do you speak English? yes Yeah. yeah If you want to, I'm thinking of taking a story now about the Norse mythology, and he's also the god that mostly makes mischief in Asgard, playing tricks on the gods, making sure all the stories unfold. So this story, it takes part of Loki's children, 3 of his children actually, and how the gods respond to these children. So you see, Loki, as any other god, did not just have one mate. You want to play another game? Test out your strength. Let me find you this မ mate. ချောက်တယ်လမ်းတာဒီကသူတို့ရွတ်တယ်သားနဲ့လောက်ထားတာနိုင်လောင်းနိုင်ခရီးလောက်ထားနေလောင်းကြီးကလည်းကောင်းမွေထွက်မီယိုတူပြကတ်ပြားတိုင်းခြံရတော့အကျဉ်းဟိုတွေထဲမှာလည်းရှိတယ်သူတို့စီးခဲ့တဲ့တင်မောတွေလည်းသွားစီးကြည့်လို့ရတယ်ပဲချိန်မရှိတော့ဒီသူတို့နေခဲ့တဲ့စောင့်ပြီးပေါ့နော်အဲ့တခုပဲဝင်ကြည့်ပြီးတော့ပြန်တော့